Skinny အသေးခဲပြီး sunscreen မလိမ့်ရင်တော့မန်နီးပလုံသွားတာပဲအဖက်တင်မယ်နော်ချင်းကူလေးတို့ပတ်ဆက်ရည်တွေကျသွားတာကမှပလုံလို့မီယုံမယ်ဗျာ sunscreen မလိမ့်လို့နောက်ကျမှအမဲဆက်တို့တင်းတိတ်တို့ဖြစ်လာရင်ပြန်ကူးရမယ်ကုန်ကြစည်းနေဆိုရင်အတန်အောင်ထွက်နိုင်မှာမဟုတ်ဘူးနော်အဲ့တော့ကူးတာထက်ကာကွယ်တာကပူကောင်းတဲ့ဆိုတဲ့အတိုင်းနေပူတဲ့ထွက်ရင် sunscreen ကိုမဖြစ်မနေလိမ့်ရမယ် sunscreen လိမ့်တဲ့အခါမှာလည်းနေရောင်ခြည်တံကိုပြပြဝကာကွယ်နိုင်အောင်လို့ဒီလိုမျိုး two finger method နဲ့လိမ့်ပေးဖို့ကလည်းအရေးကြီးရယ် Cube Press Moisturizing Sunscreen အထုပ်ကလေးရဲ့ texture ကတကယ်ပေါ့ပါပြီလေ blend ရလဲအဆင်ပြေတယ်ပြာရာကွက်တာစီကတ်တာမျိုးလည်းမရှိပဲလိမ့်ပြရင်လည်းဖွဖွကြည်ကြည်လေးကြံခဲ့တဲ့ look မျိုးကိုရတယ်ဗျာ SPF 50+ PA+++ ပါဝင်ပြီးတော့နေရောင်ခြည်တံကလည်းပြပြဝကာကွယ်ပေးနိုင်ပါတယ်ခင်ဗျာနောက်ပြီးသူကအထုပ်ကလေးနဲ့လာတာမို့လို့တည်ယူရလဲ convenient ဖြစ်တယ် sunscreen ကို retouch ပြန်လုပ်တတ်တဲ့သူမျိုးဆိုလို့ရှိရင်ဒါလေးဆောင်ထားရင်အရန်အဆင်ပြေထွက်ထားတာတော့ packaging ပုံစံ2မျိုးနဲ့ထွက်ထားတယ်ကျွန်တော်အခုသုံးပြထားတဲ့7 gram အထုပ်ကလေးနဲ့လည်းထွက်ထားသလိုဘူးလေးနဲ့လည်းထွက်ထားပါတယ်ခင်ဗျာချိုင်းနဲ့တက်ရကိုရွေးချယ်ဝယ်ယူလို့ရပါတယ်ခင်ဗျာ